All Myanmar Movie Channel တွင်တင်ဆက်ပြသနေသော Long Movie, Short Movie Clip, Funny Clip, Documentary တို့သည်ပရိသတ်တို့အတွက် free တင်ဆက်ပြသပေးနေတဲ့ YouTube Channel တစ်ခုဖြစ်ပါတယ်။ထို့အတွက်ကြောင့် All Myanmar Movie Channel တွင်တင်ဆက်ပြသနေသော movie များအားတကားလုံးကိုဖြစ်စေတစ်စိတ်တစ်ပိုင်းကိုဖြစ်စေကူးယူဖြန့်ချီရောင်းချခွင့်ပြုချက်မရှိဘဲ OTT Social Media Platform YouTube Facebook စသည်များပေါ်တွင်တင်ဆက်ပြသခြင်းတနည်းနည်းဖြင့်အကျိုးစီးပွားပြအောင်ဆောင်ရွက်ခြင်းများကိုလုံးဝမပြုလုပ်ပါရန်အလေးအနက်မေတ္တာရပ်ခံတားမြစ်အပ်ပါတယ်။ထို့ကဲ့သို့ပြုလုပ်သူအားဆက်သွယ်ရေးဥပဒေအရဖြစ်စေရုပ်မြင်သံကြားနဲ့ဗီဒီယိုဥပဒေအရဖြစ်စေတည်ဆဲဥပဒေများနဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်းအသိပေးအပ်ပါတယ်။အားပေးမှုကိုကျေးဇူးအထူးတင်ရှိပါတယ်။ All Myanmar Movie Channelကိုဆွဲလေးတဲ့ဒီကားလေးကိုဆွဲပြီးတော့စိတ်ကူးရနေတယ်ကိုယ့်ရဲ့ဆောင်းတာလေးကိုနားထောင်နေရတော့မှာပဲဒီလောက်ပဲလားထိပ်ဒီလောက်ပဲလားဒီဝီတက်မပူတော့ဘူးလားကိုရဲ့ဒီဝီအမှန်တိုင်းပြောရရင်ကိုယ့်ရဲ့ဆောင်းတာလေးကိုစိတ်ကူးရနေနားထောင်ချင်တာမဟုတ်ဘူးအပြစ်မှာလူကိုယ်တိုင်အားကြီးပေးတာဒီဝီနားထောင်ချင်တာဖြစ်နိုင်မယ်ဆိုရင်အခုရွာအောင်မပြန်တော့ပဲဒီဝိပေမှာတက်လုံးတိခတ်ဖြောပြနေတာပါကိုရွာမပြန်ခင်ကိုရင်နဲ့ဖြစ်ပေါ်နေတဲ့စကားတော့ဒီလိုကြုံနေတယ်ဒီလိုနားထောင်မလို့ပါဒီဝီကိုလေကလေးပြန်ကြရအောင်လေကိုသွားတော့မယ်
ဂီတနဲ့ပတ်သက်လာရင်အကျွမ်းတင်ဝင်ရှိလာတဲ့ငါညီတယောက်ဘယ်လိုများဖြစ်နေရတာလဲဟမ်စိတ်နဲ့လူနဲ့မကတ်တော့စောင်းတန်ကမပြီးသလိုစိတ်ကလည်းမကြည့်ဘူးပေါ့မင်းမဒီနေ့မစားနိုင်မအိမ်နိုင်တွေ့ဝေငင်းငိုင်နေရတာဘာအကြောင်းများဖြစ်နေသလဲဘာလူအကြောင်းတွေရှိနေသလဲအဲ့ဒါကိုအကိုကြီးကိုပြောပြစမ်းပါကွာအကိုကြီးဘယ်လိုကူညီရမလဲဟမ်အကိုကြီးသိချင်တယ်ဆိုရင်ကျွန်တော်ပြောပြလို့ရပါတယ်ဒါပေမဲ့ဒီကိစ္စကိုအကိုကြီးလည်းမကူညီနိုင်ပါဘူးကျွန်တော်ယင်နေရခံစားနေရတာလူရှင်မာလီဧကရီတီဝီကိုအခုကျွန်တော်ဆွဆွလန်းလန်းချစ်နေပြီကျွန်တော်ယင်နေရအချိန်ပြည့်တတိယနေအောင်ချစ်နေပြီလားကိုကြီးကျွန်တော်သူ့ကိုလုံးဝမေ့လို့မရဘူးကျွန်တော်ဘယ်လိုလုပ်ရမလဲမင်းတို့နှစ်ယောက်တယောက်နဲ့တယောက်တန်ရုံးစင်နေညှိတွဲနေကြတယ်ဆိုတာကိုကြီးအခုရှင်းနေပါတယ်ကွာဒီကလေးကယူရီကလည်းချောမောလှပသလိုလိမ္မာရေးရရှိတော့မင်းအနေနဲ့နှစ်သက်ဆွဲလန်းမယ်ဆိုတာအကိုကြီးအပြည့်ပြောစရာမရှိပါဘူးဒါပေမဲ့ငါညီရဲ့ဒီနေ့မင်းမစားနိုင်မအိမ်နိုင်ရရှိဒီတိုင်းဆက်သွားနေကြလို့ရှိရင်မင်းတနေ့ဒုက္ခရောက်မယ်နော်ဘာနမမင်းစဉ်းစားအောင်ကွာမင်းဒီလောက်နှစ်သက်ဆွဲလန်းနေရင်တွေ့ချင်ရင်အချိန်မီသွားတွေ့လို့ရတာပဲသွားတွေ့ပေါ့ကွာဘာလို့ဒုက္ခခံနေတော့မလဲမင်းကွာကိုကြီးလာခြင်းအနည်းလေးဆိုတဲ့စကားတော့ရှိတယ်အဲ့စကားဘယ်လောက်ပဲရှိသူတို့ရွာနဲ့ကျွန်တော်ရွာဒီလောက်ဝေးတာကျွန်တော်စိတ်ထဲရှိတိုင်းသွားလို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကိုကြီးဟာအကိုကြီးစဉ်းစားကြည့်ပါမင်းပြောတာလည်းဟုတ်တာပဲကွာ一个人差吧哦。一个人撒网地里去哪里？撒网去了。谁没买东西？我会看吧，这个知道了，说起比赛来了。ကိုဆွဲလေးတဲ့ဒီကားလေးကိုကြည့်ပြီးတော့စိတ်ကူးရနေအခုရဆောင်တာလို့နားထောင်နေရတော့မှာ
ကိုအေးကလေးရှိကြလာနော်လာတာပေါ့အေးကိုလေးဒီရွာနဲ့ပြန်သွားတဲ့နေရာစားပြီးဒီကလေးကိုတီးမှမလို့မရအောင်ကိုရနေမှာဒီကလေးကလည်းဆုံးမရပါဒါနဲ့ဒီမိကောင်းတယ်နော်ပြောရနော်တကယ်ပြောတာပါလေတကယ်ချစ်ပြုံးလာတယ်ရှုံးပါတယ်ကိုရဲ့Dewey, darling.
ကိုလေးပါပြောပါတော့သူနဲ့ခဏလေးနေလားကိုလေးပါအချင်းနေနေတယ်လုံမလေးရဲ့အချင်းကြီးကတော့သူ့ရရှိတဲ့တန်ရာရဲ့အစားတော့ဝင်လာရဲ့သူ့ရဲ့ကံကြမ္မာရဲ့ဒီသုံးခုပေါင်းလိုက်တော့အချင်းကြီးကမကောင်းတော့ဘူးပေါ့ဗျာကျုပ်တော့လက်လျှော့လိုက်ပါပြီစိတ်မုန်းဘယ်တက်နိုင်မှာမလဲသမားတို့ကျုပ်သမီးလေးဘာမှဖြစ်ပါဘူးသမီးလေးရဲ့စိတ်နာတရားလေးကောင်းနေတာပဲကြောက်ခံစရာတွေဆောက်လို့နားနေရေရွက်ကြီးကတူရဲ့တင်ငန်းတော်ကြီးတူနေတာပဲအဲ့ဒီကုသိုလ်ကောင်းမှုတွေမမိဘူးဦးကြီးတော်ကကြားတာ
来了吧？好啊，好，好，好，来了吧？没，好，这东西传来了，妈呀，不骗了，没得，俺那没得，啊，咋了？那房子谁说了？我说，那不骗了，我帮你找，我现在找呀，我现在，你咋的？哎，我找你，这种没那些东西，漂亮的你们见了过，免费给我就钱他们好。妈的，他又没骂了。ဟုတ်တယ်လေ မျက်စိနဲ့တမ်းမြင်ရတော့မယုံနိုင်ပါလားကွာ အကိုကြီးကျွဲတဲ့စင်နေနဲ့ဆွဲရတဲ့တတုံးယူအကိုကြီးတယောက်တည်းမလာဆိုကိုကြီးဘယ်လိုဖြစ်တာလဲကိုကြီးပြော ဟင်တို့ဘလို့ဖြစ်တယ်ရေချိုးနေလို့ညညာ ဟမ် အဲ့ဒီကိုကျွန်တော်ကိုင်းလိုက်တဲ့အချိန်မှာဝေးပြက်နေတာပဲအနံ့မှုပြက်နေကျွန်တော်ဘဝမှာတစ်ခါမှမတွေ့ဘူးတဲ့အနံ့မျိုးကျွန်တော်လည်းမနေနိုင်နဲ့စားလိုက်အဲ့ဒီကလေးကကျွန်တော်ခန္ဓာကိုယ်ကြီးတစ်ခုလုံးအားရအိမ်နေပြေးလာပြီးတော့တတုံးတွေတွေ့ရင်လည်းမမဲအရာရာကိုမပြီးတော့ကိုင်းပေါက်ချင်နေ ဟင်အားရရှိလာတာ အခုလေအကိုကြီးကိုတွေ့တာနဲ့အကိုကြီးကိုကျွန်တော်မချင်တာက ငါညမလုပ်ပါနဲ့ကွာလူကြားလို့မကောင်းပါနဲ့ကွာဟိုဒါတိတုံးပါဒါငါလူလေကွာစဉ်းစားတော့ပါကွာမလုပ်ပါနဲ့ကွာရှိခုပါနေ ဟုတ်ပါရဲ့ကိုကြီးကလည်းအကိုကြီးဒုက္ခရောက်အောင်ပါစဉ်းစားမှလည်း ဒုက္ခရောက်တာမဟုတ်ဘူးလေမရောက်တာလား မလုပ်ပါနဲ့ကွာမလုပ်ပါစဉ်းစားပါကွာခဲ့ပဲကြားလို့မကောင်းပါဘူးငါမျိုးကကြီးကြီးကြောက်လာပြီကွာမင်းတော့အားရရှိရတယ်မင်းစားတဲ့တရတိကြောက်တော့ငါမယုံနိုင်ဘူးပေါ့မင်းအဲ့တရတိပါလားအဲ့တရတိပါလားငါလက်ပြမဖြစ်နိုင်ဘူးမင်းကရောက်ကြောက်တယ်ကွာရောက်အဲ့ဒီရဟမ်ပါလေမွေးလိုက်တာကွာ အကိုကြီးတော်မွေးတာပဲနော်ကိုဒီတရတိကဘာထူးကြလို့လဲအကိုကြီး ငါကြီးဒါနင်းတရတည်သည်မဟုတ်ဘူးတော့ငါကြောက်ဦးဆိုပြောရင်ဒါအဘန္ဒရာတည်သည်ကွာအဘန္ဒရာဒီတည်းကြောင့်ကိုကြီးတည်တယ်ဒီကိုစားရင်တဲ့စားတဲ့သူကအားရင်ပြပြပြီးတော့အသက်ရှိတယ်တဲ့ငါအဲ့လိုကြောက်ဟာမင်းမတကူလို့ထူးလို့ရတာနော်ဟိကောင် ဒီတည်းကဘယ်မှာပေါက်တာလဲဒီဘယ်မှာရှိလဲကိုကြီးကျွန်တော်သိရင်ပြောပါ မင်းစောစောပြောတော့ဒီတည်းကဟိုမြစ်တည်းကပြောတာဆိုအဲ့ဆိုရင်မဟုတ်မှလွယ်ရောဟိုဟိမွန်တာကြောဘက်ကမျောလာတာများလားကွာအဲ့လိုများဖြစ်နေမလားဟိ ဖြစ်နိုင်တယ်ကိုကြီးဒီတည်းကမြင့်ညာမျောလာတာဆိုတော့အေးဒီတည်းပင်ဟာဟိမွန်တာတောင်ကြီးမှာပဲရှိမယ်
ဆိုတွေ့ရတာဝမ်းသာလိုက်တာကိုရဲ့ကိုလည်းတေဝီလိုပါပဲ
ဦးတော်ကြီးကျုပ်တို့လေတဘာဝအသက်ကြီးသူကြီးဆိုရက်သေးရွာတွေကကြီးလူလေးစားကြဟုတ်တယ်ကိုလေးကရရွေးရရေးကိစ္စမှာမပါမဖြစ်ကျုပ်တို့ပဲဥဆောင်နေရတာပေါ့ဒါပေါ့ဒါနဲ့ဦးတော်ခမရရဲ့ဘီသူကလည်းအစီပြေးလားပြေပါဗျာပြေပါတောင်းတယ်ဝိသိကဘုသူတော့မောင်ကိုပါတော့မောင်မပါဟုတ်ကဲ့ခီးဝဲလာဆိုပြင်မလာမှာပေါ့မာနဝတယောက်ပေါ့ဟုတ်ကျွန်တော်အဲ့ကိစ္စကိုဆောင်စမ်းဖို့အတွက်ဒီကူးတကလာခဲ့တာပါခင်ဗျာဘာဖြစ်လို့လဲဒီလိုကဦးတို့ရဲ့သမီးတို့အကိုလည်းပြောင်းနေတာရက်တော်ကြာပြီတီလာတို့လည်းစိတ်ကူလို့ကိုလည်းဒီလိုများရောက်လာမှာသတင်းလာဆုံးသန်းတာပါမာနဝတယောက်ဒီရွာကိုရောက်မလာဘူးကွဂျာဒုက္ခအဲ့ဒါကျွန်တော်တခုကူညီပါလားခင်ဗျာမာနဝဘယ်ကိုသွားတာလာတယ်လဲဆိုတော့တိကျွန်တော်လမ်းညွှန်ပေးပါခင်ဗျာကျွန်တော်အရင်စိတ်ပူနေလို့မာနဝဘယ်ကိုသွားတတ်တယ်ဘယ်ကိုလာတတ်တယ်ဆိုတာတိတ်ရစိတ်ပါဦးယူဆုံးမှာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါ